အေးချမ်းနေတဲ့စိတ်လေးတည်ငြိမ်နေတဲ့စိတ်လေးငြိမ်းချမ်းနေတဲ့စိတ်လေးကျေနပ်နေတဲ့စိတ်လေးဒီလိုစိတ်လေးတွေရရှိဖို့အတွက်ချစ်ချင်းမေတ္တာပေးတဲ့နည်းနဲ့တရားထိုင်ကြမယ်နော်ပထမဦးဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်တစ်လျှောက်လုံးကိုစမ်းစစ်ကြည့်ပေးပါကိုယ့်ရဲ့အသားနဲ့တခြားအရာဝတ္ထုတွေထိနေတာကိုသိနေပေးပါခန္ဓာကိုယ်မှာခံစားနေရတဲ့ဝေဒနာတွေအားလုံးကိုသိနေပေးပါပြီးရင်ကိုယ့်ရဲ့အသက်ရှူသွင်းတိုင်းရှူထုတ်တိုင်းမှာခန္ဓာကိုယ်မှာရှိတဲ့ဝေဒနာတွေအားလုံးတဖြည်းဖြည်းလျော့ကျသွားတယ်လို့ခံစားကြည့်ပေးပါ